ဒီခွန်ခွန်ကိုတုံညာပေါင်းခြင်း3ကတော့3ခွန်ခွန်ထွက်တယ်ခွန်တုံညာခွန်ပေါင်းခြင်း4ကတော့8ကို4ထွက်တယ်3ခွန်ခွန်9ကတော့6တလုံး6တုံးထွက်တယ်ပေါ့နော်8ကို4 6မှာခွန်တလုံးမှာ8 6 8ခွန်ထွက်တယ်6 8 3မှာ2တလုံးမှာ2ခွန်ထွက်တယ်6 8ခွန်2မှာ3တလုံးရတာကို3 8 8ထွက်တယ်အပြီးခဲ့တဲ့ဘက်က2ခွန်8မှာပေါင်းခြင်းနဲ့9ကို3တုံညာ9ထွက်တယ်အဲ့တော့ဒီပင်ဒီဘက်က9တလုံးထပ်ရတယ်ဒီပင်ဒီ9တလုံးထပ်ရတယ်အဲ့တော့9ဒီဘက်